ကျွန်တော်တို့ဆိုင်ရဲ့လျှို့ဝှက်ချက်ကိုကျွန်တော်အခုအများသူငါသိအောင်တင်ပြပါမယ်နော်။အဲ့ဒါခေါင်းဝါ like rice sauce ကိုဒီတစ်စိတ်ကိုသုံးတယ်။ sesame oil ကိုဒီတစ်စိတ်နှမ်းစီမွေးကိုသုံးပါတယ်။ဒီဘက်ကတော့ QC ကိုဒီတစ်စိတ်သုံးတယ်နော်။ Golden Mountain မှာဒီ dark soy sauce ကိုဒီတစ်စိတ်သုံးတယ်ပြီးငါးငံပြာကြီးကိုပစွန်ထန်းခေါ်တာပေါ့နော်ဒီတစ်စိတ်သုံးတယ်ခေါင်းစင်း Golden Mountain seasoning sauce ကိုဒီတစ်စိတ်ကိုသုံးတယ် ABC ဘဲငံပြာကြီးအပြည့် sweet soy sauce နော်ဒီကောင်သုံးတယ်ဒါတွေကတော့သူတို့ခွက်တွေနဲ့ထည့်ထားတာဖြစ်တယ်ဆိုင်ဒီမှာအသုံးပြုတာချက်သားမဟုတ်အချိုမဟုတ်အချိုမဟုတ်ကတော့အာဂျီနိုမိုတိုဂျပန်ကအစ်စ်ကိုသုံးပါတယ်တခြားသုံးတယ်ဆော့ဆက်ပြပါမယ်နော်တဇွန်စီဆက်ပြမယ်နော်ဒါကျွန်တော်1 table ထည့်မယ်ဒါခေါင်းဝါဒါအခုနထည့်တာခေါင်းဝါနော်ဒါခေါင်းစိမ်းတဇွန်ထည့်မယ် QC တဇွန်ဆက်မယ်ပြာကြီးတန်းကပြာကြီးအပြည့်ကျတဲ့ခါကျတော့ teaspoon လေးနဲ့တဇွန်ပဲထည့်ပါရနော်ဟိုဟာတွေက1 table စီထည့်တဲ့ချိန်မှာသူ့ကို teaspoon လေးနဲ့ပဲထည့်ပါတယ်ပြီး dark soy sauce dark soy sauce ကိုကြတော့မင်းလုံးတဲ့အတွက်ကြောင့် teaspoon လေးကိုတစ်ဝက်ပဲထည့်ပါတယ်နော်တစ်ဝက်ပဲထည့်တယ်ပြီးရင်ပဇွန်ထန်း fish sauce ငါးငံပြာကြီးတဇွန်ထည့်တယ်နော်ဒီထဲမှာကျွန်တော်တို့ table နဲ့ဆိုရင်ခေါင်းဝါ1 table ခေါင်းစိမ်း1 table QC 1 table fish sauce 1 table ဆို4 table လောက်ရှိပြီကျွန်တော်တို့ကတစ်ခုခုကိုချက်ပြီးဆိုရင်တပွဲမှာ2 table လောက်ထည့်ထားရှိတယ်ဆိုရင်2 table တပွဲစာအတွက်ဆိုရင်တပွဲစာကိုတကြားကဒီလောက်ထည့်မယ်ဆိုရင်စွန်ပြားလေးဆိုရင်နှစ်ပွဲစာအတွက်ဆိုရင်နှစ်ခါထည့်ပါမယ်ချက်သားမို့လဲတပွဲစာကိုဒီလောက်ထည့်ရဖြစ်တဲ့အတွက်ကြောင့်နှစ်ပွဲစာကိုနှစ်ခါထည့်ပါမယ်အချုံမှုကလည်းတပွဲစာကိုဒီလောက်ထည့်တယ်နှစ်ပွဲစာဆိုနှစ်ခါထည့်မယ်ခုကတော့ဒီထဲမှာမပါဘဲနဲ့လိုအပ်ရင်စားထည့်လို့ရတယ်နော်ဒါကိုကျွန်တော်တို့ကအခုဒီမှာဗီဒီယိုနဲ့ရိုက်ပြတဲ့အချိန်မှာကြာမှာဆိုလို့ဒီအရေးကိုဆယ်ဇက်စာဆိုလို့ရှိရင်အခုနာလိုအမျိုးအစားတွေကိုဆယ်စွန်းစီထည့်ရမှာဖြစ်ပါတယ်ဆယ်ချိန်ထည့်ရမှာဖြစ်ပါတယ်ဒါဆိုရင် chef sauce ပေါ့နော်ကျွန်တော်တို့ဒီအကျော်စဖို့မွေးရဲ့လူရသုံး sauce ကိုရပါပြီခောက်ဆွဲကြော်မလားကြာသွန်းကြော်မလားနော်ကုန်းပေါင်ကြီးကြော်မလားကုန်းပေါင်ကြီးကြော်မယ်ဆိုလို့ရှိရင်ဒီ sauce နဲ့ဒီကဘဲငံပြားရဲ့ပြည့်စုံဆိုင် sauce ကိုပို့ထည့်ပြီးတကြားလေးထပ်ပေါင်းလိုက်ရင်ဒါကုန်းပေါင်ကြော်လို့ရပြီကျန်တဲ့ QC နဲ့ကြော်တဲ့ဟင်းတွေမှလည်းသမင်းကြော်အကုန်လုံးကိုဒီ sauce နဲ့ချိန်မိချက်သွားလို့ရတယ်အပေါ့အငံကိုတော့ကျို့ဟင်းပွဲတွေမှာပွဲသေးတယ်ဆိုရင်တစ်စုံထည့်မယ်ပွဲနည်းနည်းကြီးလာရင်တစ်စုံခွဲထည့်မယ်ပုံမှန်ပွဲဆိုရင်နှစ်စုံထည့်မယ်ဂျုံခောက်ဆွဲနေဆိုလို့ရှိရင် short ထည့်မယ်ဆန်ခောက်ဆွဲနေဆိုပို့ထည့်မယ်ဒါကိုကစားသွားယူမယ်နော်ခုဒီမှာ sesame oil နန်းစီမွေးလေးကိုဒီနှစ်ပွဲစာဇွန်အတွက်ဆိုလို့ရှိရင်စီမွေးလေးကနှစ်ခါထည့်ရမယ်နော်ဒါဆိုရင်ဒီထဲမှာငရုတ်ကောင်းမှာတစ်ခါတည်းထည့်ထားလဲရတယ်နော်ငရုတ်ကောင်းလေးပါထည့်ထားမယ်ဆိုရင်ဟင်းချက်တဲ့အခါမှာငရုတ်ကောင်းထည့်စရာမလိုတော့ဘူးနော်ဒါလေးကိုအချိုမုတ်တွေတကြားတွေကြက်သားမုတ်တွေညက်သွားတဲ့အထိလုပ်မယ်နော်အခုကျွန်တော်တစ်ခါတည်းငရုတ်ကောင်းထည့်ထားလိုက်မယ်နော်ဆိုရင်ငရုတ်ကောင်းတော့ထည့်စရာမလိုတော့ဘူးနော်ငရုတ်ကောင်းကဒါအမဲကိုထည့်ထားတော့ထိုင်းဟင်းတွေချက်မယ်ဆိုရင်တော့အဆင်မပြေဘူးထိုင်းဟင်းတွေချက်မယ်ဆိုရင်တော့ငရုတ်ကောင်းအဖြူ white pepper ထည့်ရမှာဖြစ်ပါတယ်ကျွန်တော် chef ဆိုပါဒါကျွန်တော်တို့ရဲ့တကယ်ဆိုင်ရဲ့အဓိကလျှို့ဝှက်ချက်ကိုကျွန်တော်စေတနာပြည့်နဲ့အများသူငါလှူစားလို့ရအောင်မျှဝေတာဖြစ်ပါတယ်ကျေးဇူးပါ